နိဗ္ဗာန်မရောက်နိုင်တာကဘယ်လိုกว่าဒီသုံးမျိုးဝိသပုံနာကမဲလို့မေဇိမပါဏာတပါဠိတော်မှာဘုရားခင်ကိုရမေကြီးကဖြေထားတာရှိအဲ့တော့ဟိုမှာတော့ဖြေထားတာရှိတော့ဒီကဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်ကတော့ဓမ္မတို့ဒီလိုကျင့်ဒီလိုရောက်တယ်ဆိုတဲ့ဥစ္စာကျင့်စဉ်နဲ့ကွာထည့်ပြီးဒီကလာပေးလိမ့်မယ်လို့အောင်းမေးရမေဇိမပါဏာတပါဠိတော်မှာဓမ္မတို့ပါဠိတော်လို့ဆိုဖြစ်အားလုံးဓမ္မတွေမှတ်เสียကယန္တာတွေဟောတာမဟုတ်ပါဘူးကွာကိုရောမြတ်ကြီးကိုယ်တိုင်ဟောတာပါလို့ဆိုတာတစ်ချက်ချက်မှတ်ပါမှန်ပါဗျာယန္တာတွေဟောတာကိုဘုရားကလက်မှတ်ထိုးတာလည်းရှိသေးတယ်မှန်ပါငါဟောတယ်လို့ပဲကွာဆိုပြီးလက်မှတ်ထိုးတာလည်းရှိအခုကတော့ကိုယ်တိုင်အမေခံပြီးဒီကလာဘုရားရဲ့ကိုရောမြတ်အမေခံပြီးဒီကလာဘုရားကိုရောမြတ်ကိုတေဝိဇ္ဇပုံနာဒီပုံနာကမဲလို့ဘုရားခင်ကိုရောမြတ်ကြီးကဖြေတယ်လို့မှတ်ရမှာနော်တပည့်တော်မေးပြရစီဗျာဘာမဲလိုက်တဲ့တုန်းဆိုလူတွေရှိကြတယ်ဖေဟာလူတွေမှာသူတို့သားနဲ့သမီးနဲ့ပြည့်စုံတဲ့တန်ရောစဉ်တွေရှိတယ်အဲ့ဒီတန်ရောစဉ်ရှိရတဲ့တန်ရောစဉ်မကုံမဲနဲ့ဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဘုရားကဒီဝိသကမေးလိုက်နော်ဝိသပရိကမေးလိုက်တယ်ဥက္ကမောကြီးလူမှာလူတန်ရောစဉ်တွေမစွန့်ဘဲနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားမရောက်နိုင်ဘူးကွာလို့ဘုရားကဖြေလိုက်တပတ်ကြလူမှာလူတန်ရောစဉ်မရှိဘဲနဲ့ဒုက္ခလူတန်ရောစဉ်တွေဘယ်လိုနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားလို့မေးလိုက်တော့ဘုရားကမရောက်နိုင်ဘူးကွာလို့ဖြေလိုက်တဲ့နံပါတ်နော်နဲ့နံပါတ်ပြီးတော့မှအဖြေပေးပါမယ်ဘုန်းကြီးကလူဒါပြန်ဗျာတဲ့မရောက်ရှိပါစေတော့လူဟာလူတန်ရောစဉ်မရှိဘဲနဲ့နာယတုတိတော့ရောက်နိုင်ပါမလားဒါတော့လူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့နာယတုတိတော့ရောက်နိုင်တယ်ကွာမှတ်တာပါဓမ္မတို့လူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားလို့ဝိသကမေးလိုက်တဲ့အခါဘယ်နဲ့ဖြေဒါတဲ့နံပါတ်နော်တဲ့နံပါတ်ဖြေဓမ္မတို့ခဏကတော့သူသိတာသူပြောတာခဏကတော့ကျင်ညူဖို့သာမှတ်ပါဒါကသေးသေးချာချာနှလုံးသွင်းပြီးဒီကလာကျင့်ဖို့ကြံဖို့အကြောင်းဘယ်လိုကျင့်ဘယ်လိုကြံမရောက်မယ်ဆိုတော့ဘုန်းကြီးကအဖြေပေးပါမယ်တဲ့နံပါတ်ပြန်မေးပါအောင်မယ်ဓမ္မတို့လူဟာလူတန်ရောစဉ်တွေကတာယသမီးရှိပါရဲ့တွေကအမှန်များတဲ့တန်ရောစဉ်တွေဘယ်မှမပြတ်နိုင်မပြတ်နိုင်ပဲနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဝိသပုံနာကမေးဘုရားမောင်ဘုရားဘယ်နဲ့ဖြေမှတ်ထားတော့ဓမ္မတို့မရောက်နိုင်ဘူးတဲ့တခါဆက်မေးဗျဝိသပဲဆက်မေးလူဟာလူတန်ရောစဉ်တွေမစွန့်ဘဲနဲ့နိုင်ပါတုတိတော့ရောက်နိုင်ပါမလားလို့မေးလိုက်တယ်ဒီကြောင့်လည်းရောက်နိုင်တယ်လို့ဖြေလိုက်ဓမ္မတို့သဘောပါဒါဖြင့်နာယတုတိတန်ရောစဉ်ကနာယတုတိမကန့်ကွက်နိဗ္ဗာန်ကန့်ကွက်မှန်ပါဗျာရှင်းကြပါတန်ရောစဉ်ကနိဗ္ဗာန်ကြတော့ကိုနာယတုတိတော့ဒါဖြင့်ဓမ္မတို့တန်ရောစဉ်တရားတွေကားလို့ဆိုလို့ရှိရင်ဖြင့်နာယတုတိတော့ဖြင့်ရောက်ပါတယ်ကွာလို့ဘုံနာဒီဝိသဘုံနာမဲတဲ့အတိုင်းဖျားဖြေတာလဲဥက္ကမောင်တို့ဥပါရင်တို့ဒကာသစ်တို့ကိုမြတ်ရွှေတို့ရှင်းလောက်ပါရှင်းလောက်ပါဗျာလူဟာလူတန်ရောစဉ်မစွန့်ပဲနဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဆိုတဲ့